ငယ်စဉ်ခါကချိုးတက်ခဲ့တော့လည်းပဲငွေတိုင်းဖတ်တာဖြစ်ပြီးတဲ့နောက်ဘီလီယံနာဖြစ်လာတော့မယ်ရော့ထန်အခုလက်ရှိငွေတိုင်းဖတ်တာလောကမှာထိပ်တန်းကရပ်တည်နေတာကတော့အာယွန်မန်လို့နာမည်ရထားတဲ့ရော့ထန်ပဲဖြစ်ပါတယ်ဝမ်မှာထိုးကြီးအမြင့်ဆုံးဖြစ်ပြီးတော့သူ့ရဲ့ထိုးကြီးဟာတပွဲကိုဘတ်10 သန်းဝန်းကျင်ရှိတယ်လို့ခန့်မှန်းကြပါတယ်ထိုးကြီးအပြင်ရော့ထန်ဟာပွဲတိုင်းကိုအနိုင်ရရှိနေတာကြောင့်ဘောနက်စုကြီးတွေပါရရှိနေတာဖြစ်ပါတယ်ရော့ထန်ရဲ့ဝမ်တပွဲထိုးလို့ရှိရင်ရတဲ့ငွေကြေးဟာအလွန်များပြားလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ရော့ထန်ဟာဒီအောင်မြင်မှုတွေကိုလွယ်တကူရရှိခဲ့တာတော့မဟုတ်ပါဘူးသူ့ရဲ့ငယ်ဘဝဟာဆင်းရဲပင်ပန်းခဲ့ပြီးတော့ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ဆိုပါတယ်ရော့ထန်ရဲ့မိသားစုမှာမွေးချင်း10 ယောက်ရှိပြီးတော့သူက10 ယောက်မြောက်ဖြစ်ပါတယ်ကိုထိုင်းလောက်ကလည်းမဝင်ပြီးမိသားစုကရရအောင်ကိုလုပ်ခဲ့ကြရပြီးတော့စာဝတ်နေရေးကြည်လဲအောင်ဖြည့်ရှင်းခဲ့ကြရပါတယ်ဝမ်ကိုရောက်ရှိပြီးရော့ထန်ဟာ19ပွဲကစားထားပြီးတော့2ပွဲသာရှုံးနိမ့်ထားတဲ့ဖိုက်တာကြီးတစ်ယောက်ဖြစ်ပါတယ်ယခုဆိုရင်သူ့ရဲ့သူမတူအောင်မာကျော်ပြစ်ထန်လာတဲ့တိုက်ပွဲပရိုဂရက်တွေကြောင့်တန်ပန်တော်တော်များများကိုအနားယူအောင်ပွဲခံလာနိုင်ပြီဖြစ်တာကြောင့်တပွဲထိုးကြီးတိတိကျကျမြင့်တက်လာပြီးတော့ပေးသက်ခိုင်မာနဲ့ဖိုက်တာလောကကိုတိစောက်ထားနိုင်ပြီပဲဖြစ်ပါတယ်ရော့ထန်နောက်ဆုံးထိုးခဲ့တဲ့1172တာကဲရူနဲ့ပွဲမှာဆိုလို့ရှိရင်ပထမရောင်းမှာပဲတာကဲရူကိုအလဲထိုးထားနိုင်တာကြောင့်မလို့ပေးသက်စိတ်ဝင်စားမှုမြင့်တက်ခဲ့ရတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်ရော့ထန်ဟာငွေကြေးချမ်းသာတဲ့ဖတ်တာတရားဖြစ်လာနေပြီးတော့မိသားစုကိုလည်းပြန်လည်ကြည့်ရှုနိုင်ခဲ့တဲ့သူဖြစ်လာနေပြီဖြစ်ပါတယ်။သောမောလာပါတဲ့ဇနီးသက်တယောက်နဲ့အတူရင်သွေးငယ်လေးပါရှိနေပြီလို့သိရကတာယာတဲ့မိသားစုဘဝကီလန်ကိုရှောင်လန်းတော့မှာဖြစ်ပါတယ်။ဒါတွေဟာရော့ထန်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုဖြတ်သန်းပြီးတော့ဝက်ထိုင်းဖတ်တာလောကကိုကောင်းကောင်းကြိုးစားအသုံးချကအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။မြန်မာဖတ်တာတွေအတွက်သူ့ရည်ရကောင်းတဲ့စံပြတစ်ယောက်ဖြစ်နေကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။